အားလုံးပဲမင်္ဂလာပါခင်ဗျာအခုလိုအကယ်ဒမီရအောင်အကယ်ဒမီဘုတ်ဖွဲ့ဝင်နေကျွန်တော်ချစ်သောပရိသတ်များအမျိုးမျိုးအနေနဲ့ TV ထဲမှာ TV ဖန်သားပြပေါ်ကနေကြည်နေတဲ့နေမျိုးအောင်ရဲ့အမှုပညာကိုကြည်တဲ့ပရိသတ်များကိုဤနေရာကနေကျေးဇူးတင်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ဗျာမြန်ပြောပါလားမြန်ပြောပါလား မြေလက်တောက်အဖွဲ့သားများမြေလက်တက်ပြောချင်သောများလို့ပါခင်ဗျာမြေလက်တက်ဖွဲ့သားများကိုလည်းကျေးဇူးတင်ပါတယ်ကျွန်တော်ချစ်တော်ညီကိုများကျွန်တော်နှစ်30နုပညာတက်တန်းမှာပြီးခဲ့ပါပြီဗျာ ငါရမ်းချောင်းနေပြီကွာ တော်ကြောင်းနေပြီကျွန်တော်တငယ်ချင်းရစေခြင်းနဲ့အကယ်ဒမီရွှေစင်ရုပ်ထုကိုရခဲ့ပါပြီဗျာအဲ့ဒီအတွက်လည်းကျွန်တော်တငယ်ချင်းကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာတငယ်ချင်းတွေတို့ကျေးဇူးတင်ပါတယ်ဗျာ ငါရမ်းချောင်းနေပြီငါအေးလည်းအေးနေပြီလို့ အချိန်ကုန်နဲ့ကွက်တော့အားဖြင့် ပြောပြရသေးဦးခင်ဗျာဒရိုက်တာစုံလုံး PK ဝါရနဲ့စုတ်တာမှားပါလို့ဒရိုက်တာ PK ကျေးဇူးတင်ပါတယ်ကျွန်တော်ဒီလို character လေးကိုကျွန်တော်ပုံဖော်အောင်ပြီးအောင်ပံ့ပိုးခဲ့ကြတယ်ကျွန်တော်ချစ်တဲ့ညီကိုတောက်ပေါ်တောက်ဖက်တွေကိုလည်းကျေးဇူးတင်ပါတယ်ဗျာဤနေရာလေတော်ရှိလားကျွန်တော်နှစ်30ရှိပါပြီလူပညာလောကထဲမှာခုလိုကျွန်တော်လူပညာတက်တန်းနှစ်30အတွင်းမှာကျွန်တော်ရဲ့အနောက်ကရောအရှေ့ရောတောင်မြောက်ဘဲညာရအဖက်ဖက်ကနေကျွန်တော်နောက်ကနေကျွန်တော်ရဲ့အမှုပညာဝေယဝိဆတွေကိုလိုက်လုပ်ပေးတဲ့ကျွန်တော်ချစ်တော်ပင်တော်ကြီးအယုတ်တော်ကျွန်တော်ချစ်တော်အယုတ်တော်ကြီးအားပြဲစေကိုလည်းကျေးဇူးတင်ပါတယ်လို့ကျေးဇူးတင်တိုက်သူအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ ပြီးပြီလားငါလည်းခါကြောညက်တော့မယ် အချိန်ကုန်နဲ့ကွက်တော့အားဖြင့် တကယ်ချင်းမြေလက်တက်ပေမဲ့ရည်စည်းချက်နဲ့တည်းကတကယ်ချင်းအသေးငါလည်းမင်းကိုအရန်ဂုံပြူးခြင်းတယ်ကွာတကယ်ချင်းငါမင်းကိုအရန်ဂုံပြူးခြင်းတယ်တကယ်ချင်းနော်မင်းကြောင့်ငါအကယ်ဒမီရခဲ့တာဆိုငါပြောပြီ ရှာနေရကြမယ်နော် အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ